ရိုးမတော်ကခေါ်ထန်အပိုင်းတစ်ဘယ်ကူရိုးမတော်ကြီးဆိုတာနေပြောက်မထိုးတဲ့တောနတ်ကြီးတွေလူသူအယောက်အပေါက်နဲတဲ့6ကမ်းပါးတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါတောအုပ်သေးကိုဝင်လိုက်တာနဲ့တပြိုင်နက်တိရွက်ဆွေးနံမြေနတ်နဲ့အတူအေးစိမ့်စိမ့်လေးကအယိုးသေးအထီတိုးဝင်လာတတ်တယ်ရိုးမတော်ရဲ့တဘာဝကနေခင်းပတ်တောင်မိုင်းညိုညိုဖြစ်နေပြီးညပါဆိုရင်တော့လက်တကန်းအကွာကိုတောင်မမြင်ရလောက်အောင်အမောင်ထူးကပိတ်ဆို့သွားတတ်တယ်ကိုပထူးဆိုတာကဒီရိုးမတော်ဝင်းကျင်ကရွာဒီမှာနာမည်အကြီးဆုံးမုတ်ဆိုးတယောက်တောတဲ့တောင်ထဲမှာသူ့ခြေရမထတ်တဲ့နေရာဆိုတာမရှိတော့ပဲထားကောင်းပစ်တဲ့နေရာမှာလက်ဖြောင်သလိုတောကျမတောင်ကျမတွေကိုလည်းနားလေသူမို့ရွာကလူတွေကသူ့ကိုဆိုအတော်လေးလေးစားကြတယ်ဒါပေမဲ့ဘလောက်ပဲကျွမ်းကျင်တဲ့မုတ်ဆိုးဖြစ်ပါစေတောပိုင်တောင်ပိုင်တွေမျက်မှန်ရှာတဲ့အခါဒါမှမဟုတ်မကျွတ်မလွတ်တဲ့နာနာဘာဝတွေရဲ့အညိုးနဲ့ကြုံရတဲ့အခါကို့အထက်ကိုတောင်မနှဲလူပြီးပေးရတတ်တယ်ဆိုလားကိုပထူးတယောက်ဒီတစ်ခေါက်ခရီးစဉ်မှာအသေးခိုင်မတာတီးလိုက်ရတော့တယ်ကစုံလက်ပြကြော်ပိုင်းမှုမိုးဦးကြစားအချင်းရွာထဲမှာမိုးဖွယ်ဖွယ်လေးတွေကြားနေပြီမဲ့တောလဲမှာတော့တိရွတ်တွေပေါ်ကနေတဆင့်ကြလာတဲ့မိုးပေါက်တွေကတဖြောက်ဖြောက်နဲ့အဆက်မပြတ်မြည်နေတယ်ကိုပထူးတောလဲသွားဖို့ပြင်ဆင်နေတော့သူ့မိန်းမမတောင်းကမျက်နှာမကောင်းဘူးကိုပထူးညင်ဒီနေ့တော့မသွားပါလားမနက်လင်းအားကြီးကလေးကအင်ခေါင်မိုးပေါ်မှာဇီးခွက်လာអော်နေတာနားထဲမှာတမျိုးကြီးပဲပြီးတော့ညကလည်းကျုပ်အိမ်မကန်းဘူးကိုဖူးချိုကြီးသွေးတန်ရဲရဲနဲ့ကျုပ်အိမ်ရှိလာရက်နေတာမတည့်တော့မတောင်းကကိုဖူးချိုနာမဲကိုထည့်ပြောလိုက်တော့ကိုပထူးမျက်မှောင်ကျုပ်သွားတယ်ကိုဖူးချိုဆိုတာလွန်ခဲ့တဲ့9နှစ်ကသူ့နဲ့အတူအမဲလိုက်ထွင်ရင်းတောနဲ့ထဲမှာကြားဆွေးဟန်ရပြီးတေးသွားခဲ့တဲ့သူ့ရဲ့တုငယ်ချင်းမုတ်ဆိုးကြီးပဲအဲ့ဒီတုန်းကကိုပထူးတယောက်တည်းအသက်လူပြီးရွာကိုပြန်ပြေးလာနိုင်ခဲ့ပြီးမြဲကိုဖိုးချိုရဲ့အယိုးကိုတော့ပြန်မရှာနိုင်ခဲ့ဘူးဒီကိစ္စကကိုပထူးရင်ထဲမှာအမြဲတမ်းစူးဝင်နေတဲ့စူးတစ်ချောင်းလိုပဲအကောက်ပါတောသွားခါနီးနမိတ်မရှိနမမရှိဖိုးချိုတေးတာ9နှစ်တောင်ရှိတော့မယ်ဘယ်ကလာအိမ်မထဲရောက်လာရတာလဲငါဒီညနေတညပဲအိမ်မှာမနှက်ထင်စသားနဲ့ပြန်လာခဲ့မယ်ကိုပထူးကခက်ဖြက်ပြတ်ဖြော်ဒီပြောင်းချောတဲ့နတ်ကိုပခုံးမှလွဲအိတ်ကိုလွဲဒီအိမ်ဘော်ကနေဆင်းလာခဲ့လေရွာအထွတ်ရွာဦးနှစ်စင်မှာကန်တော်ပွေလီတင်ပြီးတော်သေးကိုစတင်ဝင်ရောက်လာခဲ့တယ်တောဆက်ကိုကြော်လွန်ပြီးအတွင်ဘက်ကိုရောက်လာတာနဲ့အမျှပတ်ဝင်းချင်းကတီးတီတာတာတိတ်ဆက်သွားတယ်တိုက်ခတ်လာတဲ့လေကအေးဆက်ဆက်နိုင်လာပြီးဝါပင်တွေအချင်းချင်းပုတ်တိုင်မိတဲ့အတန်းကြွီကြီးဆိုတာကလူတယောက်လေးပင်နိခံရပြီးထွက်လာတဲ့အတန်းမျိုးနဲ့တူနေတယ်မြေကြီးတွေကမိုးရွာထားတော့စိုးစွနေပြီးဖနက်မပါတဲ့ကိုပထူးရဲ့ခြေထောက်ကရွှင်တွေနဲ့ပေးချန်နေပြီနေဝင်းကြီးတရောအချင်းရောက်တော့ကိုပထူးရေမတောင့်မီအနီးကိုရောက်လာတယ်ဒီနေရာကဒလိဆန်တွေရေတောက်ဆင်းလိရှိတဲ့နေရာမို့သူတစ်ပင်တစ်ပင်ကိုရွေးပြီးတစ်ကွိုင်းတွေကြားမှာမိုးမလုံလေမလုံစင်းတစ်ခုထိုးလိုက်တယ်ပြီးတော့ဒီနတ်ကိုကြေထွင်းပြီးတစ်ကွိုင်းခေါ်မှာငြိမ်လိထိုင်ဆောက်နေလိုက်တယ်တဖြည်းဖြည်းနဲ့အမောင်ထူးကတောကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားတယ်ကျဲရောင်လျောင်တောင်တိရွက်တွေကြားကနေမနှဲတိုးထွင်နေရတယ်တောနတ်ထက်ကပုတ်စင်းရင်ခွဲတန်တွေဖားအော်တန်တွေကစူညံနေပြီးမြင်းညစ်နတ်လာတာနဲ့အမျှအဲ့ဒီအတန်တွေအကုန်လုံးရုတ်တရက်ဆိုသလိုတင်းခနဲ့တိတ်ဆက်သွားတယ်ဘာကောင်းလာနေရုံလဲကိုပထူးနာပါနဲ့အကဲခတ်လိုက်တယ်အသက်ရှူတန်းကိုတောင်တိတ်ထားပြီးအောက်ဘက်မစ်ဆက်ကိုစူးဆိုင်ကြည့်နေတယ်တရှာဖွတ်ရေမတောင့်မြက်တစ်ဖက်ကန်းကခြုံပုတ်တွေကြားထဲကနေခြေတန်းတွေထွက်လာတယ်ခတ်လေးနဲ့နင်းလောင်နေတဲ့ခြေတန်းတိရွက်6တွေကိုနင်းမိတဲ့အတန်းကညာအမောင်ထဲမှာပြီးပြင်းလွန်းနေတယ်လျောင်ဝင်အောက်မှာအရိပ်မဲကြီးတစ်ခုမစ်ဆက်ကိုထွက်လာတာကိုပထူးတွေ့လိုက်ရတယ်စက်ဖိုကြီးတစ်ကောင်ချိုးကားကြီးတွေနဲ့အကောင်ကအတော်ကြီးတယ်ဒါပေမဲ့ကိုပထူးရဲ့မုတ်ဆိုးအာရုံက
တခုခုကိုမာရွေးနေတယ်လို့တတိပေးနေတယ်အဲ့ဒီစက်ကြီးရဲ့လှူရှားမှုတွေကစာမန်တောကောင်တွေလို့တွက်လက်မနေဘူးခေါင်းကြီးကိုအောက်ဆိုင်ထားပြီးလမ်းလျှောက်တာကလူတယောက်ကစက်သားရည်ကိုခြုံပြီးလေးဘတ်ထောက်လမ်းလျှောက်နေသလိုမျိုးတုံကြီးနဲ့အသက်မပါသလိုဖြစ်နေတယ်ဒါပေမဲ့တားကောင်းမြင်ရဲ့အပိုင်ဖြစ်ခြင်းနဲ့မုတ်ဆိုးစိတ်ကလွှမ်းမိုးသွားတာမို့ကိုပထူတေနတ်မောင်းကိုဖြီးချင်းဆွဲတင်လိုက်တယ်တိုင်တေနတ်တန်ကညင်နတ်ထန်းကောင်းရန်တော်ကြီးတစ်ခုလုံးကိုဂိုင်လုတ်လိုက်သလိုဟင်းထွက်သွားပြီးပဲ့တင်းထန်တွေစင်ကဲထပ်ပေါ်သွားတယ်စက်ကြီးကမြေကြီးပေါ်ကိုဝုန်းခနဲ့ခွေချသွားတယ်ကိုပထူတေချာပေါက်ထိသွားပြီဆိုတာသိလိုက်လို့ဝန်တာအားရနဲ့တစ်ပင်ပေါ်ကနေဆင်းဖို့လှုပ်လိုက်တယ်ဒါပေမဲ့လဲကျသွားတဲ့စက်ကြီးကချက်ချင်းဆိုသလိုမတ်တက်ပြန်ရက်လာတယ်ထူးဆန်းတာကလေးမတ်ထောက်တီထွက်လာတာမဟုတ်ပဲလူတယောက်လိုနောက်ချေနှချောင်းတဲနဲ့မတ်မတ်ကြီးရက်လိုက်တာပဲပြီးတော့ရှေ့ချေနှချောင်းကိုလူတွေလက်လှူရှားသလိုရန်ကားရင်အမောင်ထူးတဲကနေကိုပထူးရှိနေတဲ့တစ်ပင်ဘက်ကိုမော်ကြည့်လိုက်တယ်လျောင်အောင်မှာအဲ့ဒီစက်ကြီးရဲ့မျက်လုံးတွေကနှီးရဲပြီးတောက်လောင်နေတာကိုတွေ့လိုက်ရတယ်။ဦးဟီစက်ကြီးကနေဒိုရီဆန်အော်ဒါမခုပဲလူတယောက်ရဲ့6ခတ်ရဲတန်ကြီးထွက်ပေါ်လာပြီးနောက်မှာတော့အဲ့ဒီအကောင်ကြီးဟာလူလိုပဲမတ်မတ်ကြီးလမ်းလျှောက်ပြီးခြုံပုတ်တွေကြားထဲကိုအမြန်ဝင်ပြေးသွားပါတော့တယ်။ကိုပထူးတကိုယ်လုံးကြတိမွေးနေထောင်းခနဲ့ထွက်သွားတယ်။သူဖြစ်လိုက်တာဒါကောင်းမဟုတ်ဘူး။တော်6တာကိုသူသွားပြစ်မိလိုက်ပြီဆိုတာသဘောပေါက်သွားတယ်။ဒါပေမဲ့သူတို့မုတ်ဆိုးတွေရဲ့ထုံဆိုင်ရတေနဲ့တန်ပေါက်ပြီးရင်လွယ်မပြေးရဘူး။ထုတ်ပြေးရင်အဲ့ဒီအရာကအိမ်ရထီလိုက်နှောက်ရှက်တတ်တယ်။ကိုပထူးခါမှာချိတ်ထားတဲ့ဓာမကိုဆွဲထုတ်လိုက်ပြီးလက်တစ်ဖက်ကလက်နေသမီးကိုဖွင့်ကားတစ်ပင်ပေါ်ကနေဖြည်းချင်းဆင်းလာခဲ့တယ်။မြေကြီးပေါ်မှာတော့စက်ကြီးပြေးသွားတဲ့လမ်းကြောင်းတစ်လျှောက်သွေးဆက်တွေကျန်ခဲ့တယ်။ကိုပထူးသွေးဆက်တွေအလိုက်တိုင်းတောနတ်ထဲကိုခြေထားခံပြီးလိုက်သွားတော့တယ်။နာလီဝက်လော့အမောင်ထဲမှာတိုးဝင်သွားပြီးတဲ့နောက်သွေးဆက်တွေကကြောက်စိမ့်ချောက်လို့ခေါ်တဲ့နေရာမှာအဆုံးသတ်သွားတယ်။အဲ့ဒီနေရာကရွာကမုတ်ဆိုးတွေအမြဲရှောင်ကွင်းသွားတတ်တဲ့နေရာ။6ကအတော်နဲ့ပြီးအောက်ခြေမှာဘာရှိမှဘသူမှမတိကြဘူး။6ကမ်းပါဆွဲမှာရက်လိုက်တဲ့အချိန်လေးအေးတစ်ခုက6ထဲကနေသူ့မျက်နှာကိုပင်တိုက်သွားတယ်။လေထဲမှာတွေးညီနဲ့ဖြင်းကြီးတစ်ခုပါလာတယ်။အဲ့ဒီအချိန်မှာပဲ6အောက်ခြေအမောင်းထူးတွေကနေပထူးမင်းနောက်ကြလာကြည်လားငါစောင့်နေတာကြလာပြီအတန်ပြားကြီးတစ်ခုကသူ့နာမည်ကိုရှင်းလင်းကြီးခေါ်လိုက်တယ်အဲ့ဒီအတန်ကလွန်ခဲ့တဲ့9နှစ်ကဒီတော်ထဲမှာကြားဆွဲခံရပြီးတည်သွားခဲ့တဲ့သူငယ်ချင်းကိုဖိုးချိုးရဲ့အတန်နဲ့